တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်ဩဂတ်လ10ရက်နေ့ကနေ14ရက်နေ့အတွင်းမှာပြဿနာဟောင်းတွေဖြေရှင်းရမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်သို့တော့ဂတိပြတ်တဲ့သူတွေနဲ့တွေ့တတ်တယ်ငွေကြေးပေးယူကိစ္စကူးဆက်ရမယ်အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရအောင်စေတနာဝေဒနာဖြစ်တတ်တဲ့ဂတိပြတ်သူတွေကြားထဲကနေကိုလုံးရှိရာကိစ္စတွေကိုကိုလုပ်ပြီးမှအလိုရှိရာဆင်ပြေလိမ့်မယ်10ရက်နေ့မှာရန်တိုက်ခံနေများမယ်မှန်းတဲ့လက်တွေ့ခွာဟာမယ်9ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကြုံမယ်10ရက်နေ့မှာအဆုံးသတ်ခံဒီမှတပိုင်းတစဖြစ်သွားတဲ့ကိစ္စတွေကိုပြန်လည်ဆောင်ရွက်နိုင်လိမ့်မယ်17ရက်နေ့မှာငွေကြေးကံလုပ်ငန်းကစီးပွားကံထူးတိုးတက်လိမ့်မယ်12ရက်နေ့မှာရန်များမယ်တိုက်ခံများမယ်12ရက်နေ့ည10:56မိနစ်ချိန်မှာနေကြချင်းကြုံမယ်13ရက်နေ့တည်းအဝယ်မှာနေကြချင်းတစစကြီးမြက်လာပြီးတော့22မိနစ်13ရက်နေ့ဝယ်မှာနေပြည့်ချက်မယ်10:59မိနစ်မှာနေကြချင်းပြီးသွားမယ်ဒီတခါနေကြတာအပြည့်ချက်တာလွန်ခဲ့တဲ့နှစ်26တုန်းကလိုပဲဒီနေကြတာအပြည့်ချက်တာထူးခြားတဲ့ကံကြမ္မာတွေရှိမယ်13ရက်နေ့ရောက်တဲ့အခါမှာကိုယ့်ရဲ့ကံမှာလည်းအပြောင်းလဲကံတွေဖွင့်လာမယ်14ရက်နေ့ရန်တိုက်ခံလေးနည်းနည်းကျူဆက်ရမယ်အဲ့ဒီနေ့မှာအသွားလာနေထိုင်ကျူဆက်ရမယ်အဓိက14ရက်နေ့မှာတောင်ရက်ကိုတည်သွားစေနေရှိတတ်တယ်နေဆက်နိုင်တဲ့တန်နိုင်ခွဲတွင်သွားလာနေထိုင်ကျူဆက်ရမယ်ဒီကာလအတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တောက်ချာနေမွေးသူတွေကောက်ကျိုးပေးပြီးတနင်္ဂနွေကမွေးသူတွေဒုက္ခပေးတတ်တယ်9ခု9ကဏ္ဍအကျိုးပေးတယ်အဖြူအစိမ်းမိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲမယ်အထူးပြုဆောင်ရွက်တဲ့နာကတော့13ရက်နေ့မနေ့နေထွက်ချိန်မှာနေမင်းဘက်ကိုမျက်နှာမူပြီးအုံဆိုပြီးတော့အုံ28ခေါက်ကိုရွတ်ပါထူးခြားတဲ့စွာသက်တည်တွေကိုထည့်ရောက်လာပါမယ်ကောင်းခြင်းကံကြမ္မာတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်